minorities ဆိုပြီးတော့ethnic nationality ဆိုပြီးတော့သုံးထားမရှိပါဘူး UN language အရာတော့ပေါ့နော်ခုန indigenous population ဆိုပြီးသုံးတာရှိရဲ့အဲ့ဒါဆိုလို့ရှိရင်ဒါ indigenous နီလန်နဲ့တွားတဲ့အလုပ်တွေမှာပေါ့နော်ဒီလိုမျိုးမြန်မာပြည်အရေးတစ်ခုလုံးကိုဆွေးနွေးတဲ့အခါမှာတော့ဒါ Rohingya and indigenous population အဲ့လိုလည်းမသုံးသလို Burma and ethnic nationalities တို့လည်းမသုံး minorities တို့ပဲသုံးကြတာဆိုလိုချင်တာကအခု conference ကကျမတို့နားလည်သဘောပေါက်တဲ့လောက်ဆိုလို့ရှိရင် Rohingya နဲ့တခြားသောလူမျိုးစုများလို့သဘောရတယ်ပေါ့ဒီနေရာမှာတခြားသောလူမျိုးစုလို့ပြောတဲ့အခါမှာလူနည်းစုအကုန်လုံးပေါ့တိုင်းရင်းသားလူမျိုးတွေအပါအဝင်အဲ့သဘောနဲ့ဒီခေါင်းစဉ်ကိုတက်ထားတယ်လို့နားလည်လို့ရတယ်တိုးတော်လေဒီ conference ကြီးတစ်ခုလုံးဒီ Rohingya ကိုပဲဦးတည်တဲ့ conference ဖြစ်ပါတယ်other minorities ဆိုတဲ့အရာကတော့သူကသဘောအရထည့်ထားတာဖြစ်ပါတယ်တကယ်တမ်း other minorities အရေးကိုဆွေးနွေးတဲ့ဆွေးနွေးပွဲမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီ conference ကို Bangladesh ကတင်တာဖြစ်ပါတယ်ဒေါက်တာယူနွတ်ကတင်ပြီးတော့မှဒီထူးသဖြင့်ဒီဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ရိုဟင်ဂျာတွေနဲ့ရခိုင်ကနေမှာရှိနေတဲ့ရိုဟင်ဂျာတွေအရေးရခိုင်ကနေပြောဘင်္ဂလားဒေ့ရှ်ကိုဆက်လက်ရောက်လာနေတဲ့ရိုဟင်ဂျာအရေးကိုသူကဆွေးနွေးခြင်းနဲ့အတွက်ကြောင့်မို့လို့ဒါရိုဟင်ဂျာကိစ္စဆွေးနွေးဖို့တင်တဲ့ဒါဆွေးနွေးပွဲဖြစ်တယ်ဆိုတော့ other minorities ဆိုတာဘာကြောင့်ထည့်တယ်လဲဆိုတော့သဘောရထည့်တယ်သဘောရထည့်တယ်ဆိုတာကဘာလဲဆိုတော့နိုင်ငံတကာကနေပြီးတော့မှဒီ other minorities တွေအပေါ်မှာကျူးလွန်မှုတွေကိုလည်းသူတို့ဟာနားလည်တယ်ဆိုတဲ့သဘောနောက်တစ်ခုကရိုဟင်ဂျာတွေရဲ့ကျူးလွန်ခံရမှုဟာတခြားလူမျိုးစုတွေရဲ့ကျူးလွန်ခံရမှုတွေနဲ့လည်းအသွင်တန်တူညီမှုအနေအချင်းရှိတယ်ဆိုတဲ့ဟာကိုလက်ခံတဲ့သဘောနဲ့ဒါ Rohingya and other minorities လို့ထည့်တယ်လို့သဘောရပါတယ်ဆိုတော့ဒါကြောင့်မို့လို့လဲ conference က Rohingya ရေးတစ်ခုတည်းကိုပဲအဓိကထားပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာ other minorities အရေးမဆွေးနွေးနိုင်ဘူးလားဆိုရယ်မေးခွန်းကဖြစ်လာတယ်။ဘာကြောင့်မဆွေးနွေးကြတာလဲဆိုရယ်မေးခွန်းကဖြစ်လာတယ်။တချို့ကြတော့လေအခုနတခြားတိုင်းသားလူမျိုးတွေဖြစ်တဲ့ကချင်ကရင်ချင်းဘောင်းစုံသောတိုင်းသားလူမျိုးတွေကနေစပြီးတော့ဒီမွတ်စလင်တွေနဲ့တခြားလူမျိုးစုတွေကအစဒါရိုဟင်ဂျာနဲ့ other minorities ပြောပြီးတော့တခြားလူမျိုးတွေအကြောင်းမဆွေးနွေးဘူးဆိုပြီးတော့ဒါနည်းနည်းအမြင်မကြည်ကြတွေပေါ့နော်သဘောမတွေ့တာတွေလည်းတွေ့ရတယ်ဆိုတော့ကျွန်မအနေနဲ့ကျွန်မနားလည်တဲ့လောက်ပြောရမယ်ဆိုရင်ဒီ conference ကဘင်္ဂလားဒေ့ရှ်ကတင်ပြီးတော့ UN ကဦးစီးပြီးလုပ်တဲ့အစည်းအဝေးဖြစ်တယ်ဆိုတော့ Rohingya တွေအနေနဲ့ကတော့ဒီ conference ကိုဘယ်လိုလုပ်ပါညာလို့လုပ်ပါဆိုပြီးတော့အများကြီးပြောနိုင်တဲ့အနေအထားမရှိဘူးပေါ့နော်တိုးတော်လည်းကျမတို့ကဒီ conference ကိုစဖြစ်လာမယ်ဆိုကြတဲ့ကပြီးခဲ့တဲ့လ March လမှာသူတို့ဘယ်လိုပုံစံနဲ့ဒီ conference ဖြစ်မယ်ဆိုတော့ဒီ modality resolution ပေါ့နော်modality ကိုသူတို့ထုတ်ပြန်တဲ့အခါအချိန်မှာတည်းကကျမတို့ကရှိရသိတယ်ပေါ့နော်သိတဲ့အခါကျတော့ဒီ UN နဲ့ကျမတို့က engagement ကိုအဲ့ဒီကတည်းကရှိခဲ့တယ်ပေါ့နော်အထူးသဖြင့် civil society တွေပါဝင်နိုင်ရေးပေါ့နော် affected communities တွေပါဝင်နိုင်ရေးကိုကျမတို့ကတွန်းအားပေးခဲ့တယ်ဒါကြောင့်မလို့လဲနောက်ဆုံးမှာသူတို့က civil society တွေကိုလာပြီးတော့ဒီ conference ကိုတက်ချင်တဲ့လူတွေဒါ register လုပ်ပါဆိုပြီးတော့သူတို့လမ်းဖွင့်ပေးခဲ့တယ်အဲ့ဒီနေရာမှာသူတို့က Rohingya တစ်မျိုးတည်းကိုပဲလာလုပ်ပါလို့လာပြီးတော့ register လုပ်ပါပေါ့နော်ရဖက်လူဖွဲ့စည်းရေး community ဖွဲ့စည်းရေးပါဝင်ခြင်းနဲ့ဆိုရင်ဒီ Rohingya တစ်ခုတည်းကိုပဲဖိတ်ခေါ်တာမဟုတ်ပါအကုန်လုံးကိုဖိတ်ခေါ်တယ်ဆိုတော့အဲ့ဒီနေရာမှာတခြားတိုင်းရင်းသားလူမျိုးစုတွေတခြားလူနည်းစုတွေကလည်းအဲ့ဒီနေရာမှာမှတ်ပုံတင်ပြီးတော့ conference ကိုတက်လို့ရတဲ့အခွင့်အလမ်းတွေရှိခဲ့တယ်ဆိုတော့မှတ်ပုံတင်ခဲ့တဲ့ဖွဲ့စည်းတွေကတော့တက်လို့ရတာပေါ့နော်မှတ်ပုံမတင်ခဲ့တဲ့လူတွေကတော့တက်လို့မရပါဘူးအဲ့ဒါကကျွန်မထင်တယ်ကျွန်တော်တို့ဒီကျွန်တော်တို့ကိုလူမျိုးစုအသီးသီးကကိုယ့်ဘက်ကိုဥဆောင်ပြီးလုပ်ရမယ့်အရာဖြစ်တယ်နောက်တစ်ခါခုန community ပါဝင်နိုင်ရေးဆွေးနွေးနိုင်ရေးဆိုတဲ့အရာမှာလည်းခုနကတော့ရိုဟင်ဂျာတွေကိုပဲဖိတ်ပြီးတော့ဒါကျမတို့မိကွန်းပြောခိုင်းတယ်တခြားလူမျိုးစုတွေမပါဘူးဆိုတော့တကယ်လို့ပါစေခြင်းခဲ့တယ်ဆိုလို့ရှိရင်ကျမအမြင်ပြောရရင်ပေါ့နော်အဲ့ဒီ conference မတိုင်ခင်တည်းကတခြားလူမျိုးစုအသီးသီးကနေပြီးတော့ UN ကိုကျင်းကပ်ပြီးတော့ငါတို့ရေးကိစ္စကိုဘယ်လိုဆွေးနွေးမလဲဒီ conference မှာနင်တို့ other minorities လို့ထည့်ထားတယ်ဆိုတော့အဲ့မှာလမ်းပွင့်နိုင်တဲ့အနေထားရှိခဲ့လောက်တယ်ပေါ့နော်အခုကအဲ့လိုမျိုးကျင်းကပ်မှုမျိုးတွေလည်းမရှိခဲ့ဘူးဆိုတော့လေUN ကသူ့ရဲ့
မူရင်း agenda အတိုင်းကုလသမဂ္ဂဒီဘင်္ဂလားဒေ့ရှ်ကတင်တဲ့ပုံစံအတိုင်းလှုပ်ဆောင်သွားတယ်လို့ပဲကျမတို့နားလေတယ်တိုးတော်လဲစစောနာပြောသလို other minorities တို့ထည့်ထားခြင်းအပြင်သူကရိုဟင်ဂျာရဲ့ကျူးလွန်မှုတစ်ခုတည်းကိုပဲနိုင်ငံတကာကအတိမတ်ပြုတာမဟုတ်ပါဘူးတခြားလူမျိုးတွေရဲ့ခံစားရမှုတွေကိုလည်းသူတို့အတိမတ်ပြုတယ်နားလည်တယ်ဆိုတဲ့သဘောတရားတက်ရောက်တယ်လို့ကျွန်မယူဆရဲပေါ့နော်ဆိုတော့ဒီနေရာမှာရိုဟင်ဂျာမှဘာကြောင့်တင်ရတာလဲဆိုတော့ရိုဟင်ဂျာတွေရဲ့ကျူးလွန်ခံရမှုဟာတခြားဒီမြန်မာပြည်ထဲမှာဖြစ်နေတဲ့ပြည်တွင်းစစ်နဲ့တခြားလူမျိုးစုတွေအပေါ်မှာကျူးလွန်ခံရကျူးလွန်မှုအသွင်တတဲ့ဟာတူညီတယ်လို့ရှိတော်ညာလည်းမတူညီပါဘူးပေါ့နော်ဒီကျူးလွန်တဲ့လူတွေဟာလည်းဒီအထူးသဖြင့်ဒီစစ်တပ်အစိုးရဖြစ်ခဲ့တယ်ဆိုပေမဲ့ဒီမှာမတူညီမှုတွေအများကြီးရှိနေတာကိုတွေ့ရတယ်ရိုဟင်ဂျာတွေဒီလူမျိုးဖြစ်လို့ဒီလူမျိုးပျောက်ကွယ်သွားအောင်အထီကိုပြစ်မှတ်ထားပြီးတော့တီးခြားနဲ့ဒီအကြမ်းဖက်ခံရတဲ့ကျူးလွန်ခံရတဲ့လူနည်းစုတစုမြန်မာပြည်မှာဖြစ်ပါတယ်။တခြားလူနည်းစုတွေလည်းမျိုးစုံနဲ့ကျမတို့ကျူးလွန်ခံရတာတွေရှိရတိုးတော့ဒီလောက်တီတာထင်ရှာကွက်ကွင်းနဲ့ဒီလိုတနေရာထဲမှာရှိနေတဲ့လူမျိုးစုကိုလှုပ်တဲ့ဟာမျိုးကတော့နည်းနည်းလေးမတူညီမှုဆိုတဲ့ဟာတွေရှိတယ်ပေါ့နော်။သူတို့ရဲ့ကျိုးလုံးမှုပုံတံတွေဥပမာခွဲခြားမှုပုံတံတွေဖိနှိပ်မှုပုံတံတွေတူပေမဲ့လည်းရည်ရွယ်ချက်နဲ့ဒါလှုပ်ဆောင် target လှုပ်ဆောင်ပြစ်မှတ်ထားပြီးတော့လှုပ်ဆောင်တဲ့အတိုင်းတာပမာဏဒီကျမတို့ဒီဟာကွာခြားမှုတွေအများကြီးရှိနေတယ်ဒါကြောင့်မလို့လဲဘင်္ဂလားဒေ့ရှ်မှာဒီလောက်လူတွေအများကြီးရိုဟင်ဂျာတွေရဲ့80%ရာနှုန်းကျော်သော population ကနိုင်ငံခြားကိုထွက်ခဲ့ရတာပေါ့နော်ဆိုတော့ပြောချင်တာကဒီအရေးဟာမြန်မာပြည်ရဲ့ခက်ခဲဆုံးပု္ပ္ပစာတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်အခက်ခဲဆုံးပု္ပ္ပစာမြန်မာပြည်ရဲ့ကျမတို့အခက်ခဲဆုံးပု္ပ္ပစာကိုမဖြေရှင်းနိုင်ဘဲနဲ့ကျမတို့က Federal Democracy မျှော်မှန်းနေလဲမရဘူးဘလောက်ပဲ dialogue တွေကျမတို့လုပ်ပြီးတော့ reconciliation တွေရတော့ညာလဲဒီကိစ္စကိုမဖြေရှင်းသေး၍ကျမတို့ငြိမ်းချမ်းတဲ့အနာဂတ် Federal အနာဂတ်တစ်ခုဖြေဒီစောက်နိုင်မယ်ဆိုတော့ဒါယုံကြည်မှုဟာမတမကျမတို့ဖြစ်တယ်ပေါ့နော် naive ဖြစ်တယ်လို့ကျမတို့ယူဆလို့ရတယ်ဒါကြောင့်မလို့နိုင်ငံတကာကဒါကိုအဓိကထားပြီးဖြည့်ရှင်းခြင်းတဲ့အနေထားလည်းရှိရပေါ့နော်ဘင်္ဂလားဒေ့ရှ်ကတွန်းတာလည်းပါတယ်အလားတူပဲရခိုင်မှာလည်းကျမတို့ကရခိုင်မှာခုနရခိုင်ပြည်ကိုဒီအရခတ်တက်တော်ကဘလောက်ပဲထိန်းချုပ်ပြီးဒီလွတ်မြောက်အောင်လုပ်နိုင်ပါစေအောင်ဒီရိုဟင်ဂျာတွေမရှိဘဲနဲ့ရခိုင်ပြည်ထီထောင်လို့မရပါဘူးရခိုင် community ရက်တည်လို့မရပါဘူးအလားတူပဲရိုဟင်ဂျာတွေဒီလဲရခိုင် community မရှိဘဲနဲ့ကျမတို့ရက်တည်လို့မရပါဘူးဒီ community နှစ်ခုဒီလူမျိုးစုနှစ်ခုဟာတစ်ချိန်ကြရင်ဒီအခက်ခဲဆုံးပြဿနာအခုချိန်ကစပြီးတစ်ချိန်ကြရင်ဆိုရနောက်ကြခုချိန်ကစပြီးဒီအခက်ခဲဆုံးပြဿနာအခက်ခဲဆုံးပု္ပ္ပစာเนาะအခက်ခဲဆုံးဒီအကြဆုံးသောဒီအငင်းပွားမှုတွေပေါ့နော်ဒီစိတ်ထဲမှာရှိရဲ့မုန်းတရားတွေကိုကြော်ဖြတ်ပြီးတော့အဖြေကိုရှာကြရမှာဖြစ်ပါတယ်ဆိုတော့ရိုဟင်ဂျာပြဿနာဒီရခိုင်ပြည်ရဲ့ဒီအခက်ခဲဆုံးပြဿနာလို့လည်းပြောလို့ရတယ်ဗမာပြည်ရဲ့အခက်ခဲဆုံးအဆိုးရွားဆုံးသောပြဿနာလို့လည်းပြောလို့ရတယ်အဲ့တော့အဲ့ဒါကိုတီးကြအဲ့ဒါကိုပဲဥတီပြီးတော့ကျွန်တော်တို့ conference လုပ်ခြင်းဟာဒါတိတ်ပြီးတော့နိုင်ငံတကာအမြင်နဲ့ကြည့်မယ်ဆိုရင်တိတ်ပြီးတော့ဒါပြဿနာလို့သူတို့မမြင်ဘူးထူးခြားတယ်လို့လည်းမမြင်ဘူးဒါကြောင့်မို့လို့လည်းလုပ်တယ်ထင်တယ်ခုနလိုကျမတို့သဘောမတွေ့တဲ့ဟာတွေပေါ့နော် criticism တွေကျမတို့တွေ့နေတာတွေလည်းကျမတို့နားလည်ပါတယ်ဒီနေရာမှာတချို့ကပြောတယ်ရိုဟင်ဂျာ speaker တွေကဒီမြန်မာမွတ်စလင်အကြောင်းမပြောဘူးလားတခြားလူမျိုးစုတွေအကြောင်းမပြောဘူးလား2012အကြောင်းမပြောဘူးလားကျမတို့နားလည်ရမှာကဒီ conference ကခုနပြောသလိုရိုဟင်ဂျာတွေကိစ္စအတွက်ကိုအဓိကထားတဲ့ conference ဖြစ်တော့ limitation တွေရှိရသူတို့ရဲ့ဒီ ion focus မှာ limitation တွေရှိရဆိုတော့အတက်နိုင်ဆုံးတော့ပေါ့နော်ကျမတို့ကပြောခဲ့ပါတယ်ကျမရဲ့ remark မှာဆိုလို့ရှိရင်ကျမမိကုံးမှာဆိုလို့ရှိရင်ခုနလိုဒီလူနည်းစုတွေပေါ်မှာဘယ်လိုမျိုးပြတ်မှတ်ထားပြီးတော့ကျွလွန်မှုတွေရှိခဲ့တယ်ဆိုတဲ့အရာတွေလည်းကျမပြောခဲ့သလို2022ကဟာတွေလည်းကျမပြောခဲ့ပါတယ်ဂျီနိုဆိုက်ဒီလည်းအားလုံးသိကြတဲ့အတိုင်း2019မှာဖြစ်ခဲ့တာမဟုတ်ဘူးเนาะဆယ်စုနှစ်ပေါင်းများစွာဖြစ်ခဲ့တာအလားတူပဲဒီမြန်မာပြည်မှာရှိတဲ့လူနည်းစုတွေပေါ်မှာကျွလွန်မှုတွေကလည်းအခုမှဖြစ်နေတာမဟုတ်ပါဘူးလွန်ခဲ့တဲ့ခေတ်ဆက်တည်းကဖြစ်ခဲ့တာပါကျမရဲ့မိကုံးမှာတော့ကျမ
အားလုံးပါအောင်လို့အတက်နိုင်ဆုံးထည့်ခဲ့ပါတယ်ဆိုတော့အကုန်လုံးကတော့ကျမတို့ဖြစ်ချင်တိုင်းတော့မဖြစ်ဘူးပေါ့နော်ဒါနိုင်ငံတကာကလည်းသူ့ရဲ့ကျင့်ကပ်မှုနဲ့သူရှိတာဟုတ်ကဲ့ပါအဲ့လောက်ဆိုရင်တော့အဆင်ပြေပြီထင်ပါတယ်နော်